တို့ရင်သွေးလေးဒီတစ်ခါပြောပြမယ့်ပုံမြင်လေးရဲ့နာမည်ကတော့မော်ကြောက်တုံးပဲဖြစ်ပါတယ်နော်ကီကီကသူမရဲ့အကိုရဲ့လက်ရည်ကိုအယမ်းကြိုက်တယ်သူကအယမ်းထူးခြားတဲ့တောက်ပတဲ့ဘောပင်နဲ့ရေးတယ်တနေ့မှာတော့သူ့အကိုအိမ်မှာမရှိတော့ကီကီကသူ့ဘောပင်ကိုရှာတယ်သူ့အန်ဆွဲကိုတွန်းဖင်းလိုက်တယ်သူ့စာအုပ်တဲ့အပြင်ရောက်သွားတယ်စတာပလာအပြင်ရောက်သွားတယ်တမ်ပေတန်အပြင်ရောက်သွားတယ်အန်ဆွဲရဲ့အောက်ဆုံးမှာကီကီကသူ့ရဲ့ထူးခြားတဲ့ဘောပင်ကိုတွေ့တယ်။ဒါပေမဲ့အဲ့ဒါကဘာလဲ။ထူးဆန်းတဲ့အနက်ရောင်ကြောက်တုံးတစ်ခုကဘောပင်မှာကတ်နေတယ်။ကီကီကဘောပင်ရဲ့ဘလောက်တုံးကိုဆွဲခွာလိုက်တယ်။ဒါပေမဲ့အဲ့ဒီနောက်မှာတော့ပလင်းပုံတစ်ခုခုံပြီးဘလောက်တုံးမှာကတ်သွားလေ။ကီကီပျော်ရွှင်စွာနဲ့တခိခိရဲလိုက်တယ်။ဒီကြောက်တုံးမှာအရာဝတ္ထုတွေကိုမှော်ဆန်ဆန်ကတ်နိုင်တာလား။စတာပလာကဒီကြောက်တုံးမှာကတ်သလား။ဝီကလေဟုတ်တယ်ကတ်တယ်အမွေးပေါပွားကြောင်ကကတ်တလားမကတ်ဘူးတမ်ပေတန်ကဒီကြောက်တုံးမှာကတ်တလားဝီကလေဟုတ်တယ်ကတ်တယ်ဒီအမွေးအမြင်တွေပါတဲ့အညိုရောင်အုံးတီကကတ်တလားမကတ်ဘူးတစ်တီမွေးပွားအုံးတီကကီကီရဲ့နှာခေါင်းကိုရားရံစေတယ်ဟတ်ချိုးသူမကျဲလောင်စွာနာချေးလိုက်တယ်ဘောပင်ကသူမလက်ထဲကနေလွင့်ထားပြီးကူးရင်အောက်ကိုရောက်သွားတယ်ကီကီစိုးရင်သွားတယ်အကိုကမကြခင်ပြန်လာတော့မှသူမလက်ကိုကူးရင်အောက်ကိုထိုးထည့်လိုက်တယ်။အော်မဟုတ်သေးဘူး။သူမဘောပင်ကိုလှမ်းမမီဘူး။သူမကပေတံနဲ့ဘောပင်ကိုလှမ်းယူဖို့ကြိုးစားတယ်။အော်မဟုတ်သေးဘူး။ဘောပင်ကပိုပြီးဝေးရာကိုရှော့ချသွားတယ်။ဘောပင်ကိုသူမစီပိုနီးအောင်ယူလာနိုင်မဲ့နီးလန်းတာရှိမယ်ဆိုရင်ရုတ်တညကီကီအချံတစ်ခုရလိုက်တယ်။အဲ့ဒါကအကောင်းဆုံးအချံပဲ။ကီကီကအနက်ရောင်ကြောက်တုံးကိုပေတံနားကိုယူလာတယ်။ဝီကလေးကတ်သွားတယ်။ပြီးတော့သူမကပေတံကိုကင်ပေးကုဒန်အောက်ကိုလက်ဆန့်ထုတ်လိုက်တယ်ဆန်ဆန်ဆန်ဝီကလေးဘလောက်တုံးမှဘောကတ်သွားလေခမန်းကြီးမြန်အကိုမကြခင်အိမ်ပြန်ရောက်တော့မှဘောပင်နဲ့အနက်ရောင်ကြောက်တုံးအထဲရောက်သွားတယ်စာအုပ်နဲ့စတေပလာအထဲရောက်သွားတယ်ကီကီကအန်ဆွဲကိုတွန်းပိန်လိုက်တယ်အချိန်မီပါပဲတကောက်ကိုစောင်းပိတ်တဲ့အတန်ကိုသူမကြားလိုက်တယ်ပြီးတော့အကိုကအခန်းထဲကိုဝင်လာတယ်ကီကီသမင်းပေါ်မှာအုံးတီးကဘာကြောင့်ရှိနေရတာလဲမော်ကြောက်တုံးရဲ့လွတ်ဖွဲ့ချက်ပူမီထဲမှာမော်ကြောက်တုံးကိုတန်ကချောင်းဘာမက်နတ်လို့ခေါ်ပါတယ်တန်တချောင်းဟာပုံတရားအညိုညိုးနဲ့လာပါတယ်သူတို့ကဝိုင်းနိုင်တယ်လေထောင်းဆန်နိုင်တယ်စတူဒန်သို့မဟုတ်ယူပုံဆောင်ဖြစ်နိုင်ပါတယ်တန်တချောင်းဟာအရာဝတ္ထုတစ်ခုကိုတန်တချောင်းမှာကတ်နေတာမဟုတ်ဘူးသူ့မှာထူးခြားတဲ့ဓာတ်ပစ္စည်းတွေပါဝင်တဲ့အရာဝတ္ထုတွေကိုသာကတ်နိုင်ပါတယ်အရာဝတ္ထုတစ်ခုကိုတန်တချောင်းမှာကတ်စေနိုင်တဲ့ဒီထူးခြားတဲ့ဓာတ်ပစ္စည်းတွေကတော့တန် iron နီကယ်နဲ့ကိုဘတ်လို့ထစ်ပါတယ်ဒီထဲကပဲအရာတွေကတန်တချောင်းမှာကတ်မလေးတင်ထင်ပါလေပုံမြင်လေးကတော့ဒါပါပဲကွယ်ပုံမြင်လေးကိုအဆုံးထိကြည့်ရှုပေးခဲ့ကြတော့ကျေးဇူးတင်ပါတယ်နော်တို့ရင်သွေး channel လေးကို like and subscribe လုပ်ခဲ့ကြဖို့လည်းမမေ့ပါနဲ့နော်